Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျဲဥ coffee လေးကြော်စားဖြစ်ပါတယ်စစ်တုံးယူလေးစီးတက်ပြီးတော့ coffee လေးကိုပြင်ပြောပါမယ်ဒီမေးလေးနည်းနည်းထည့်ပါမယ်တငင်ကြိုက်ကြီးစာချုပ်မမြေကနည်းနည်းဒီထည့်ပြီးတော့ထည့်ပါမယ် coffee လေးနွမ်းလာရင်ခဏဖယ်ထုတ်ထားပြီးတော့ပိုးတစ်ပြန်ကြော်ပါမယ်ကျဲဥလေးကိုဒီလေးကိုထူလိုက်ကျဲဥလေးထည့်ပြီးမှ coffee လေးရောပါမယ်ဆက်ကြော်တော့ပြီးလိုက်ပါမယ်နောက်ဆုံးမှာတော့ဖြောဆက်ထားတဲ့ရှင်လေးနဲ့စားပါမယ်ခုဆိုရင်တော့ငရုတ်ကောင်းတဲ့မွေးမွေးလေးနဲ့ကျဲဥ coffee ပူလေးကိုသုံးဆောင်နိုင်ပါပြီခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ